ကျွာတောင်ဝဲမှာအလူရှိလို့သတင်းကြတယ် အေးဟုတ်တယ်အဲ့ဒါငါသိရလေ ဟာမင်းကလည်းအဲ့ဒါနဲ့ဘဲကောက်မလဲဆိုင်ဝဲညောပါတယ်ဗျာ ဟမ်အဲ့ဒါမင်းကတော့ဟောပြန်ပြီစားမတော့ပါသေးရဲ့ ပါတယ်လို့ ဟာဟိုဒါလေးလိုက်မယ်လေ ဩမင်းကခလေးနေခဲ့လေဘာလို့မှလဲ အာမင်းကဟိုဒါလေးလိုက်မယ် ဩမစိုးရပေါ့ကတော့မှာပဲအေးကွာလိုက်ခဲ့ အဲ့ဒါကျွာတောင်ဝဲကကိုသားကြီးတောင်ပြောနေသေးတာအလူမိစားကြီးကိုယ်တိုင်လိုက်ပြင်မယ်လို့ပြောနေ အတူတူဖိတ်မှာ ဟုတ်တယ် ဟာဟိုမှာဦးသားရောက်လာလေပြီ ဟောဟုတ်တာပဲ ဟာတကယ်ကြီးတော့မင်းတို့ကလူဆောင်တဲ့ဆိုတော့ဘာတွေပြောနေကြတာပြောပါဦးကွာ အလူကြောင့်ပြောနေတာ အလူကြောင့်အေးအခုပဲမင်းတို့ကအလူလာဖိတ်တာ တိုက်တိုက်ဆိုင်ဆိုင်နော်တိုက်တိုက်ဆိုင်ဆိုင် တိုက်တိုက်ဆိုင်ဆိုင် ဒါမှမဟုတ်ကြတော့ငါကိုယ်တိုင်တော့ဖိတ်ကြမလို့မင်းတို့သတင်းနေကြတယ်ပေါ့လေ အာဒီပါ အဲ့တော့ငါတို့တွေကစာလာခေါင်းဆောင်နေဖြစ်တဲ့အတွက်စောစောစီစီသွားမယ်နော်စောစီသွားပြီးတော့အေးမြတို့ထွေးညိုတို့ခေါ်ပြီးတော့ငါတို့အလူအိမ်သွားကြမယ် သွားကြမယ် အဲ့တော့မင်းတို့တွေပြင်ဆင်ထားလိုက်ခဏနေကြရင်ငါတို့ဒီဘက်မှာစော်အောလိုက်မယ်နော်စော်အောပြီးတာနဲ့ငါတို့တွေအလူအိမ်ကိုချီတက်မယ် ချစ်တတ်ကြမယ် ကဲသွားကြမယ် ကဲသွားကြမလား ဟာလေနင်ရွာအရှိပိုင်းကကိုထွေးခင်နဲ့နင်ဘာလို့ညာလို့အတန်ကြီးထွက်နေရနော် ဘာညဘာသူပြောလဲ အဲခိုင်လုံးတဲ့တရင်ရက်ကွက်ကနေပြီးတော့တရင်ရ အမ တော့နော် လေးနင်ကငါပဲလာပြောရရှိတယ်နင်ကြတော့ရွာတောင်ပိုင်းကအောင်မျိုးဆိုလားနောင်မျိုးဆိုလားကောင်းတယ်လေဘာလို့လဲဆိုငါ ဟဲ့ တား အဲ့ဒါနင်မဟုတ်တိုင်လားမပြောနဲ့နော်သူကတူကြိုက်တာငါမကြိုက်ဘူး မလို့သူကသူကြိုက်တယ်ပဲရှိတယ် ဟဲ့နင်မဟုတ်တိုင်လားမပြောနဲ့ ပြောတယ်ပြောပါဖြစ်တယ်ပြောပါ နေ ဖြစ် တို့နေရရိုးရိုးမလုံးနဲ့ငါတောင်ပိုင်းမှာပွဲရှိရလို့ကြားတယ်နေတို့နေရသွားမယ်ဆိုရင်ငါနဲ့ပဲသွားရမယ်ဟိုအကောင်ဒီကောင်တွေခေါ်လာပြီးတော့ရိုးရိုးနဲ့မလုံးနဲ့နော် နင်ကစင်ကြပါဆိုပါမှာ အဲ့ဒါပဲကြောက်နေရတာလေဟောဟိုမှာ ပိုင်စီရဲထုတ်လာနေပြီပိုင်စီရဲထုတ် ဘာမလေး သူ့ကောင်စားအဲ့ဒါလေ ဖြစ်ပြက် အမေမျိုးမြင်တာကျရုပ်ဖြစ်သွားတာကျ ကိုမလည်းစောင့်နေတာစောင့်နေတာ ဒါပေမဲ့ငါကောင်မလေးကမပြောရှာပါဘူး โอเคว้าวทำไมงาทำ ကျတယ်ပြောမြေ เต้ตาตาตา ဒီဆောင်နေ ဖြည်းဖြည်းလောက်ပါ ဘောတာဟာညီတို့အိမ်လာတာအဝေးကြီးပဲ ပြောပါကိစ္စ အော်ရွာတောင်ပိုင်းကအလူကိုလာဖိတ်တာ ဟုတ်တယ်ဗျာ ရွာတောင်ပိုင်းကဘာလို့ပို့လဲ ဟာရွာတောင်ပိုင်းမှာအလူရှိတဲ့ခါကျတော့ညပိုင်းမှာဆိုင်းဝိုင်းလဲပါတယ်အဲ့တော့ငါတို့တွေကညပိုင်းမရောက်ခင်ဒီနေ့ဒါမနေ့ထက်ဆိုအလူဆိုတော့ကိုတို့ဒီနေ့မှသွားပြီးတော့လောကပေးရမှာ ဩတော့ပြရမှာလား ဟုတ်တယ်လောကပေးကိုလာခေါ်တာ ဩဟုတ်လား ဟုတ်တယ် အကိုကလည်း ညီတို့မလိုက်ဘူးလား လိုက်ပါဗော လိုက်ပါပြော နေ နေ နေတယ်လေ လိုက်ပါပေါ့ ကဲဒါဆိုလည်းသွားကြမယ်ငါတို့မှမိုးမရွာခင်သွားရမှာ ပြီးရောသွားကြမယ်ဖြစ်နေတာကြီးဖြစ်နေတာကြီး ยังไล่ดอก နားတော့တော်နားပဲ ยังไล่ดอก ညောင်ကောက်ပါ ငါ့ဆောက်ကြအောင်လေငါ့ဆောက်ကြအောင်ငါ့ဆောက်ကြအောင် လာလာလာကြဟေးတငယ်ချင်းပေါင်းမိတ်ဆွေတို့ရေတို့ရွာတွေကအလူဝဲကြီးကိုတွားကြမယ်ဟေးဝေယဝတ်စလောက်ကင်ကြစို့လေဓမ္မဂီတဆိုင်တော်ကြီးကပြောစီတဲ့ຫນွေဝေလာပါဆွေလာပါဆွေလုံအားဒါနလုံအားဒါနကူညီကြမယ်လေလာလာလာကြဟေးငယ်ချင်းပေါင်းမိတ်ဆွေတို့ရေတို့ရွာတွေကအလူပွဲကြီးကိုတွားကြမယ်ဟေးဝေယဝတ်စလောက်ကင်ကြစို့လေဓမ္မဂီတဆိုင်တော်ကြီးကပြောစီတဲ့ဝေလာပါဆွေလာပါဆွေလုံအားဒါနလုံအားဒါနကူညီကြမယ်လေဝိုင်းဝန်းကြစို့လေ
ပေါင်းသည်များတို့ရေချစ်တော်မိတ်ဆွေပေါင်းသည်များတို့ရေကိုရောစိတ်ပါဝိုင်းဝန်းကြစို့လေလူတကာလူမစိတ်ချမ်းသာဖို့လေပျော်နိုင်ကြပါစေပျော်နိုင်ကြပါစေတာရှင်ပြုတဲ့ပွဲမှာအလုံးမဲ့ပျော်နိုင်ကြပါစေစေတနာတောင်းတပြတာလူသာလူပါလေစေတနာမိုးရီတုံးပြလို့သာရွာပါစေစေတနာမိုးရီတုံးပြလို့သာရွာပါစေစေတနာတောင်းတပြတာလူသာလူပါလေတို့ရွာမာလေတညီလက်ညီကနေညီညာပေါင်းစုဝိုင်းဝန်းလို့ကူညီကြမယ်လေလာကြဟေးငယ်ချင်းပေါင်းမိတ်ဆွေတို့ရေတို့ရွာတွေကလူဝဲကြီးကိုတွားကြမယ်ဝေယဝတ်စားလုတ်ကင်ကြစို့လေဓမ္မဂီတဆိုင်တော်ကြီးကပြောစီတဲ့ဝေဒါပါဆွေလုတ်အားဒါနကူညီကြမယ်လေဝိုင်းဝန်းကြစို့လေချစ်တော်မိတ်ဆွေပေါင်းသည်များတို့ရေချစ်တော်မိတ်ဆွေပေါင်းသည်များတို့ရေကိုရောစိတ်ပါဝိုင်းဝန်းကြစို့လေလူတကာလူမစိတ်ချမ်းသာဖို့လေပျော်နိုင်ကြပါစေပျော်နိုင်ကြပါစေတာရှင်ပြုတဲ့ပွဲမှာအလုံးမဲ့ပျော်နိုင်ကြပါစေလူသာလူပါလေစေတနာမိုးရီတုံးပြလို့သာရွာပါစေစေတနာမိုးရီတုံးပြလို့သာရွာပါစေစေတနာတုံးတန်တသာလူသာလူပါလေတို့ရွာမာလေတညီလက်ညီကနေညီညာပေါင်းစုဝိုင်းဝန်းလို့ကူညီကြမယ်လေ